သွားတစ်ချောင်းဟာသူ့ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့နေရာမှာတောက်ပတဲ့ရွှေသွားတစ်ချောင်းနဲ့အစားထိုးခံလိုက်ရတယ်သူတို့ဟာခွေးတစ်ကောင်ရဲ့ပါဇက်ထဲမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတယ်တရက်မှာတော့ခွေးကအယိုးတစ်ချောင်းကိုအပြင်းပြင်းကိုက်လိုက်မိလို့ရွှေသွားလေးအကွဲသွားခဲ့တယ်နာကျင်လုံးလို့ခွေးကမရက်မနာငိုကြွေးတော့တာပေါ့ခွေးပိုင်ရှင်ကသူ့ကိုစေယုံခေါ်သွားဖို့စူးစမ်းပေမဲ့ခွေးကငင်းဆန်ပြီးစေယုံကိုမိရှို့ပစ်မယ်လို့တောင်ချင်းချောက်ခဲ့တယ်စိတ်ပြက်အားငယ်သွားတဲ့ပိုင်ရှင်ဟာစက်ရုပ်ခွေးတစ်ကောင်ကိုအိမ်ခေါ်လာခဲ့တယ်ခွေးစစ်ကအဲ့ဒီစက်ရုပ်ကိုမြင်မြင်ချင်းချစ်မိသွားတာပေါ့စက်ရုပ်ခွေးကစေယုံစီကိုအပြေးလွှားသွားတဲ့အခါခွေးစစ်ကလည်းနောက်ကနေလိုက်သွားခဲ့တယ်ဆေးရုံကိုရောက်တဲ့အချိန်မှာပဲစက်ရုပ်ခွေးကမိမိကိုယ်ကိုဖောက်ခွဲဖျက်ဆီးပစ်လိုက်တာကြောင့်ဆရာဝန်တွေနဲ့တူနာပြုတွေထွက်လာကြပြီးဒဏ်ရာရသွားတဲ့ခွေးစစ်ကိုဝိုင်းကူညီပေးကြတယ်။တစ်ချိန်တည်းမှာပဲနှလုံးကြေကွဲနေတဲ့သွားလေးဟာအီယာမပလာယာညက်ကြီးရဲ့အလိုက်ခံနေရတယ်သူကလွတ်မြောက်ဖို့လဲချောင်းထဲကိုငုံဆင်းပြီးခုန်ချခဲ့ပေမဲ့ပလာယာညက်ကြီးကနီးကပ်လာခဲ့တဲ့နှစ်ယောက်စလုံးအသက်ရှင်ဖို့မဖြစ်နိုင်တော့တာကိုသိလိုက်တဲ့သွားလေးဟာသူ့ကိုယ်သူအနစ်နာခံစနစ်တကျဆွတ်လွတ်လိုက်ပါတော့တယ်သူကြီးစားမလေးကငိုကြွေးပြီးနောက်ပဲတော့မှအချစ်တစ်မရှာတော့ဘူးလို့တစ္ဆာဆိုခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသွားဆရာဝန်ကကြက်သားဖူးထစ်တွေနဲ့တမာထွားကြိုင်းနဲ့ရွှေသွားအတစ်ကြီးတစ်ချောင်းကိုယူဆောင်လာပေးခဲ့တယ်။သူမဟာဝမ်းနဲ့ပူဆွေးမှုတွေကိုချက်ချင်းမေ့ပြောက်သွားပြီးအဲ့ဒီရွှေသွားအတစ်ကြီးနဲ့အတူတောက်ပတဲ့ဘဝတစ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်